မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဒီနေ့မိတ်ဆွေတို့မျှဝေသွားမယ့်အကြောင်းကတော့မိတ်ဆွေတို့ Facebook Messenger သုံးတဲ့အခါမှာ emojis တွေကိုအဓိပ္ပာယ်မကောင်းတဲ့ emojis တွေကိုမသုံးမိစေဖို့ဒီနေ့ဗီဒီယိုလေးမှာမိတ်ဆွေတို့ကိုမျှဝေတင်ပြသွားမှာဖြစ်ပါတယ်တချို့ emojis တွေက Facebook ရဲ့ policy ထိနိုင်ပြီးတော့ community guideline community standard မှာလည်းပဲကြားတွေဖြစ်တတ်ပါတယ်မျက်လုံးပုံတို့တနတ်ပုံတို့ဘုံဘုံတို့ဒါမျိုးတွေကြတဲ့အခါကျတော့လူတစ်ယောက်ကိုပြင်းပြင်းထန်ထန်အနိုင်ကျင့်ခံရတယ်လို့ယူဆသွားနိုင်ပြီးတော့အကြောင်းပြခြင်းမရှိဘဲနဲ့ Messenger ကို restrike လုပ်တတ်ပါတယ် community standard ညှိပြီးတော့ Messenger ကို block လုပ်ခံရနိုင်ပါတယ်ခင်ဗျာနောက်တစ်ခုကတော့ spam harassment တင်ပြီးတော့ report လုပ်ခြင်းခံရနိုင်ပါတယ်ပင်ပန်းနေတဲ့ပုံမျိုးတွေနှွေးထွေးမှုမရှိတဲ့ဒီလိုပုံမျိုးတွေတချို့ဒီလို dangerous ဖြစ်နေတဲ့ပုံမျိုးတွေဒါတွေကကျွန်တော်တို့ဒီ spam အဖြစ်နဲ့သတ်မှတ်ပြီးတော့ report အလုပ်ခံရနေတာမျိုးလည်းရှိပါတယ်နံပါတ်3အချက်အနေနဲ့ကတော့ Messenger ရဲ့ algorithm မှာ negative signal ဖြစ်တတ်ပြီးတော့အဓိပ္ပာယ်မရှိတဲ့ emojis တွေကလည်းပဲ Messenger ရဲ့ reach ကိုနည်းစေပါတယ်ခင်ဗျာ Facebook ရဲ့ AI နည်းပညာဒီ emojis တွေကို sentiment analyze လုပ်ပါတယ်ဒါကြောင့်မို့လို့အဓိပ္ပာယ်မရှိတဲ့ emoji တွေဒါတွေကိုမပို့သင့်ပါဘူးခင်ဗျာနောက်တစ်ခါကတော့ဒီ knowledge sharing တွေ technical နဲ့ပတ်သက်တဲ့ page တွေမှာနားလည်မှုရှုပ်ထွေးစေတဲ့ emojis တွေကိုမထည့်သင့်ပါဘူးခင်ဗျာနားလည်မှုရှုပ်ထွေးစေတဲ့ emojis တွေက professional ဆန်မှုကိုလျှော့ကျစေပါတယ်ဒါတွေကသတိထားသင့်တဲ့အရာတွေဖြစ်ပါတယ်ဒီလိုမျိုးကြောက်စရာသင်္ကေတတွေဟီရီအော်တပတ်မရှိတဲ့ emojis တွေစိတ်ဓာတ်ကိုနှိမ့်ချစေတဲ့အသေးကွဲတဲ့ပုံမျိုးတို့စိတ်ဆိုးဒေါသထွက်တဲ့ပုံမျိုးတို့မဲ့ရွယ်နေတဲ့ပုံမျိုးတို့ဒါမျိုးတွေကိုမသုံးသင့်ပါဘူးခင်ဗျာဒါမျိုးတွေကိုသုံးရင်ဘာဖြစ်တယ်လဲဆိုတဲ့အခါကျတော့သင်စူးစမ်းပါးစားနဲ့ပြုလုပ်ထားတဲ့ page လေးတွေဟာ monetization ပြတ်သွားတတ်ပါတယ်ခင်ဗျာကျွန်တော်တို့မသိလိုက်ဖက်နဲ့ community standard ကိုထိခိုက်တာမျိုးဖြစ်တတ်ပါတယ် partner monetization PNP หนีသွားတာမျိုးတို့ဖြစ်တတ်ပါတယ်ခင်ဗျာဒါကြောင့်မို့မိတ်ဆွေတို့စူးစမ်းပန်းစားတိစောက်ထားတဲ့ Facebook page တွေပါ restrike မမိရအောင်ဒီ emojis တွေကိုမသုံးသင့်ဘူးကျွန်တော်တိုက်တွန်းလိုပါတယ်ခင်ဗျာဟုတ်ကဲ့ဒီနေ့ဖို့ဒီဗီဒီယိုလေးကိုမျှဝေတင်ပြလိုက်ရပါတယ်ဗီဒီယိုလေးကလည်းမိတ်ဆွေတို့အတွက်အကျိုးတစုံတရာရှိမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာဗီဒီယိုအဆုံးထိဝင်ရောက်ကြည့်ရှုတဲ့အတွက်ကြောင့်အထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ